Namaste အားလုံးမင်္ဂလာပါကျွန်တော် Harry ပါဒီနေ့ကျွန်တော်ကနောက်ကျောနဲ့လက်မောင်းတစ်ဝိုက်မှာရှိတဲ့အစီတွေကိုကျစေပြီးတော့ကြွတ်သားတွေတန်မာကြစ်လိပြီးတော့တွေးလက်ပတ်မှုကောင်းစေမဲ့ယောဂလက်ကျင်ငယ်၅မျိုးကိုကျွန်တော်ကပြပြမှာပြင်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ပြီးလက်ကျင်ကြည့်ရပထမအဦးဆုံးတစ်ခုအနေနဲ့ကျွန်တော်ဒူးထောက်လိုက်မယ်ဒူးအကျယ်ကိုပကုံးအကျယ်လောက်မှန်းပြီးချမယ်မဟုတ်ရင်ဒူးတစ်ဖက်နဲ့တစ်ဖက်ကိုတောင်ဆုံးလောက်ချပြီးချထားမယ်ပြီးရင်ကျွန်တော်တောင်နှစ်ဖက်ကိုဒူးနာမှာကတ်ချမယ်လက်လေးရှစ်ဆက်လိုက်မယ်ဒီလက်ချောင်းလေးချဲပြီးတော့လက်ပွားလေးရောဘက်ပေါ်မှာချထားမယ်ပြီးတောင်လေးကြွလိုက်မယ်ခနာကိုယ်လေးပေါ်ကြွလိုက်မယ်လေးဘက်ပုံလေးဘက်တောင်းလိုက်ခြေချောင်းလေးတွေပါဒူးအကျယ်လောက်ချဲပြီးချထားမယ်ပထမဆုံးကျွန်တော်ညာဘက်ရှောင်းလေးကိုနောက်ကိုဆက်လိုက်မယ်ဘက်လေးကိုတောင်းထားမယ်လက်လေးကိုရှစ်ဆက်လိုက်ပြီးဒူးလေးနဲ့လက်ပွားလေးထိလိုက်မယ်ပြီးပြန်ဆက်လိုက်မယ်အတိုင်းဆွေးရင်လုံးကြည့်မယ်9အခေါင်းလေးဆက်လာမယ်8 7 6 5 4 3 2 1ပြီးနောက်က6လေးကိုွေးလိုက်မယ်ပြီးဘယ်ဘက်လက်လေးနေပဲခြေချင်းဝါလေးကိုလန့်ကင်မယ်ခြေပြားလေးနောက်ကိုပေါ်တာမယ်ခြေမက်လေးဖွင့်မယ်ပခုံးလေးတွေဆန်လာမယ်ဒီ6လေးကိုပေါ်ရတော့မြောက်မယ်ဒီတိုင်းပဲ10စက္ကန့်ကနေ15စက္ကန့်တော့ရင်းရင်းလေးခဏလေးကြည့်မယ်10 9 8 7 6 5 4 3 2 1လက်လေးပြန်ချလိုက်မယ်ဆွဲအောင်လေးပြန်ချလိုက်โอเคပြီးရင်နောက်တစ်ဖက်သွားမယ်ဘယ်ဘက်ရှောင်းလေးနောက်ကိုဆက်မယ်ညာဘက်လက်လေးရှေ့ကိုဆန်လိုက်မယ်ခုနတိုင်းပဲဒူးလေးလက်ပွားလေးထိမယ်10ချင်းလောက်လုပ်ကြည့်မယ်10 9 8 7ပခုံးလေးနေဆန်လာမယ်6 5 4 3 2 1ဒီနောက်က6လေးကိုွေးလိုက်မယ်ညာဘက်လက်လေးနေပဲခြေချင်းဝင်ညော့မယ်ခြေပြိုင်းတော့ကော်တာမယ်ခါးလေးဆက်မယ်ပကုံးလေးဆက်လာမယ်ခြေဘက်လေးဖွင့်လာမယ်ခြေအောင်လေးကိုပေါ်ရတော့မြောက်ကြည့်ဒီတိုင်းပဲ10စက္ကန့်15စက္ကန့်ကိုထားနေတော့ထားကြည့်မယ်10 9 8 7 6 5 4ဒီမှာကိုဖွင့်လာမယ်3 2 1ဖြည်းဖြည်းချင်းပြန်ချလက်လေးချမယ်ဒူးလေးချလိုက်ဒီနောက်ကခြေမလေးနှစ်ခုပူမယ်တင်မားလေးကိုခဏပေါ်တင်လိုက်မယ်လက်လေးကိုရှေ့ဆန်းလိုက်လက်ဘူးလေးကိုမှတ်ပေါ်ဖြည်းဖြည်းချလိုက်ဒီတိုင်းလေးခဏနားမယ်နောက်တစ်ခုသွားမယ်နောက်တစ်ခုကခုနနားတဲ့ပုံစံလေးကနေပြီးကျွန်တော်စလိုက်ဘယ်လိုကြောလက်ချောင်းလေးတွေဆန်တာမယ်လက်ဘူးလေးချမယ်ခေါင်းလေးပြန်မလိုက်မယ်လက်ချောင်းလေးတွေခြေပြီးတော့မက်ပေါ်မှာတခြားလေးချတာမယ်ပြီးတော့ခဏကိုလေးကြွလိုက်မယ်နောက်ကခြေပြားလေးထောက်လိုက်မယ်ခြေပြားကိုနည်းနည်းလေးခြေပြီးထောက်မယ်ဒေါင်းလေးတွေကြွမယ်ဒူးလေးတွေကြွလိုက်မယ်ပြီးရင်ခဏလေးအောက်ပြီးချမယ်တင်မားလေးကိုပေါ်တွန်းတင်ဒီနောက်ကျောရှူရှူလာဘက်လေးကိုအတွင်းမဲ့ကိုလည်းပြီးတာဒီမေးစီတွေကိုရင်းမမှာကတ်တာဒီကြောခဏကိုလေးရှေ့ကိုပြန်ဆန့်ထုတ်လိုက်မယ် plank ပုံစံပြန်ထောက်လိုက်ဒီကလေးခုနတိုင်းပဲဒီမားလေးပေါ်ပြန်မြောက်မယ်ဒူးဆန်မယ်ခဏလေးဖိချမယ်နောက်ကျောရှူလာဘက်လေးကိုအတွင်းမဲ့ကိုလည်းတွန်းလာမယ်မေးစီလေးကိုရင်းမမှာကတ်မယ်ကဲ plank ပုံစံပြန်လုပ်မယ်ငဒီတန်းလေးပဲ10ကောင်းလောက်သွားကြည့်မယ်9 8 7 6 5 4 3
2 1 okay ဒီတိုင်းလေးခဏနေကြည့်မယ်10စက္ကန့်15စက္ကန့်စက္ကန့်30ကိုနေနေလောက်ခဏနေကြည့်မယ်တော့10စက္ကန့်နေပြရမယ်ချမ်းနိုင်ဒီမှာပေါ်တော့မယ်2ဆက်မယ်ဖတောင်းလေးပြချမယ်နောက်ကြောလေးကိုအတွင်းဘက်ကနေနေတော်လာမယ်မီးစီကိုရမချီမတ်နေမှာကတ်တာပခုံးလေးတွေဆက်လာမယ် this 5 4 3 2 1ခါလေးရှိကိုပြန်ဆက်လိုက်မယ်ဒူးလေးပြပြင်းပြန်ချလိုက်မယ်ချင်းမလေးပြန်ပူလိုက်မယ်ခုနတိုင်းပဲတင်မလေးကိုခဏမောတင်မယ်လက်လေးကိုရှိဆက်မယ်နှစ်ပူးလေးကိုကျန်းကျင်ချလိုက်ခဏလေးနားလိုက်မယ်ဟောကျွန်တော်နောက်တစ်ခုတက်သွားမယ်နောက်တစ်ခုကလည်းဒီနေထားလေးကနေပြီးတော့စလိုက်ကျွန်တော်လက်လေးလေးဆက်လိုက်မယ်ခုနတိုင်းပဲလက်ချောင်းလေးချဲပြီးမက်ပေါ်မှာတိချာလေးဖြတ်ပြီးချလိုက်ဒီကြောခဏကိုလေးကြွလိုက်မယ်ခြေပြားလေးထောက်လိုက်မယ်ဒီကောင်လေးကြွလိုက်မယ်ဒီတစ်ခါကျွန်တော် back to that ပုံစံမျိုး push out တဲ့ပုံစံမျိုးလေးကအရင်စလိုက်မယ်ခါလေးဆက်နာမှာရေမက်လေးဖွင့်တာဒီကောင်လေးနည်းဖြော်တာမယ်ရေမက်လေးကိုလက်ဖွားကြတက်တယ်လေးချမယ်ရေမက်ချတဲ့အခါမေးစည်းလေးပါတစ်ခါလေးချမယ်ဖြည်းဖြည်းချလိုက်မယ်တင်မားလေးကိုတော့မြောက်ထားမယ်ပြန်ထားလိုက်မယ်ပြန်ချလိုက်မယ်ပြန်ထားလိုက်မယ် exhale ဒီမှာလေးကိုမြောက်ထားမယ် exhale ဒီဟဲ 6 ကြောင်းလေးစုထားမယ် 5 4 3 2 1 okay တော့နောက်တော့10ကောပြည်ပြီးနောက်ဆုံးတစ်ခေါက်မှာဒီကနည်းနည်းလေးတော့ခက်လိုက်မယ်နည်းနည်းခက်တဲ့တော့ကိုက5စက္ကန့်ရရင်5စက္ကန့်တော့ခဏထောက်တာမယ်10စက္ကန့်ရရင်10စက္ကန့်15စက္ကန့်ရရင်15စက္ကန့်ကိုထောက်ရင်တော့ဒီကြောင်ထောက်ကြည့်တော့ဘယ်လိုလုပ်ရမလဲဆိုတော့အရင်ဆုံးခုနတည်းပဲရင်မက်လေးကိုချမယ်ဒီကရင်မက်လေးကိုတစ်ဝက်လောက်ပဲချမယ်တစ်ဝက်လောက်ပဲချမယ်ပြီးလက်မောင်းလေးနဲ့ခဏကိုယ်လေးနဲ့ဒီတိုင်းလေးထားမယ်ဒီဒူးလေးကြွလိုက်မယ်ဖနှောင်းလေးကိုရှေ့ကိုထောင်လိုက်မယ်ခဏကိုယ်လေးရှေ့ကိုနေနေလျှော်လိုက်အဲ့ဒါခဏနေဒူးလေးပြင်းချမယ်ခန္ဓာကိုယ်လေးပြန်ကြွလိုက်နောက်ကခြေမလေးပြန်ပူးမယ်နောက်တော့ထိုင်ချလိုက်မယ်ခြေရဟာလေးတိတ်မယ်ငကူလေးချလိုက်မယ်နားလေးနားမယ်နောက်တစ်ခုကလည်းခုနနားတဲ့ပုံစံလေးကနေပဲပြန်စားလိုက်အရင်ဆုံးကျွန်တော်နားကြည့်မယ်ငကူလေးကြွလိုက်လက်ချောင်းလေးရှိမယ်ရှက်လိုက်မယ်တင်းတင်းလေးဆုပ်ပြီးတော့ဘက်ပုံလေးမှာချလာမယ်ဒီခန္ဓာကိုယ်လေးကြွလိုက်မယ်ခြေပြားလေးထောက်မယ်ခြေပြားလေးကိုနည်းနည်းလေးနီးနီးလေးထောက်ကြည့်မယ်တခြားလေးထောက်ထားမယ်ဒီတင်မားလေးကိုဒူးလေးကိုမှားလိုက်တယ်တင်မားလေးကိုပုံမြောက်တာပဲတင်မယ်တင်မားကိုရအောင်ပုံမြောက်မယ်နောက်တစ်ခုကခဏထောက်မယ်ခဏကိုတခြားလေးမက်နေအောင်ထောက်မယ်ဒီနောက်ကျောလေးကိုအတွင်းဘက်ကိုရအောင်တုံးကြည့်မယ်ခုံးလေးတွေဆက်တာโอเคပြီးရင်ခန္ဓာကိုယ်လေးရှိကိုရှောလိုက်မယ်ခြေဖက်နှောက်ဝင်လေးကိုကြိုင်မဲထားမယ်ခန္ဓာကိုယ်လေးရှိကိုရှောမယ်မေးလေးကိုဒီလက်နှစ်ဖက်ရဲ့ရှေ့လေးကိုရအောင်ချကြည့်ဒီခုနတိုင်းပဲအတွင်းဘက်ကိုပြန်ပြီးတိုးကြည့်မယ်ဒီရှေ့ကိုပြန်ဆန့်ကြည့်မယ်အတိုင်းလေးပဲ9ချိန်ဒါမှမဟုတ်10ချိန်လောက်ကိုလုံးနေသလားလိုက်လုပ်ကြည့်မယ်9 8 7 6 5 4 3 2 1 okay အဲ့ဒါလေးခဏနေကြည့်မယ်ဒူးလေးဆက်မယ်ဒီမားရောပေါ်ရအောင်မရောက်မယ်နောက်ကျော်လေးကို shoulder back တွေရောအတွင်းဘက်ကိုရအောင်တွန်းလာမယ်ပခုံးလေးတွေဆက်လာမယ်5 4 3
2 1 2လေးလေးပြန်ချလိုက်မယ်လက်လေးဆန်းလိုက်မယ်ခြေမလေးပူမယ်နောက်ကိုထိုင်ချလိုက်လက်ပူလေးချင်းမြင့်ချမယ်ဒီတိုင်းလေးပဲပုံစံတူလေးပဲခဏနာကြည့်မယ်နောက်ဆုံးတစ်ခုသွားမယ်နောက်ဆုံးတစ်ခုကလည်းခုနနားတဲ့ပုံစံလေးရနေပြီကျွန်တော်စားလိုက်မယ်ခုနအရင်ဆုံးနားကြည့်လိုက်မယ်ကျွန်တော်လက်လေးဆန်းလိုက်မယ်နောက်ကိုထိုင်ချမယ်လက်ပူလေးချင်းမြင့်ချလိုက်ခေါင်းလေးကြွလိုက်မယ်လက်ချောင်းလေးတွေချဲပြီးထောင်းခန္ဓာကိုယ်လေးကြွလိုက်မယ်နောက်ကခြေထောက်လေးကိုပူပြီးထောင်းတာခါးလေးဆန်ထားမယ်ရင်ဘတ်လေးကိုလက်ချားလေးတက်တက်ချလိုက်မယ်တင်မာလေးမြောက်ထားမယ်မေးလေးထားလိုက်မယ်ပြီးရင်တင်မာလေးကိုရှေ့ကိုလျှော့လိုက်ကဲလက်ပွားလေးနေရာမရွေ့ဘူးเนาะဒီကြောင်လေးပူလိုက်မယ်ခြေပြားလေးဖြတ်လိုက်မယ်အနောက်လေးပူတာကျန်းပြီးမှချလိုက်မယ်လက်လေးကိုရင်ဘတ်လေးကတ်ထောင်းမယ်တောင်လေးနောက်ကိုဆူထားမယ်ခေါင်းလေးမှတ်ထားမယ်โอเคပြီးခါးလေးကိုမောင်းရင်ရင်ဘတ်လေးကိုနောက်ကိုရသလောက်ကိုကြည့်မယ်အေးဟဲ့ခေါင်းလေးပါမောင်းလိုက်မယ် exam ဒီလေးပြန်ချမယ်အေးဟဲ့ exam စေခေါင်းလောက်လုပ်ကြည့်မယ်အေးဟဲ့ exam exam 6 5 4 3 2အဲ့ဒါလေးခဏနေကြည့်မယ်ကြောင်လေးကိုနည်းနည်းလေးဖြောထားမယ်ခါကိုဖြောထားမယ်ရင်ဘတ်ကိုရှေ့ကိုရသလောက်ဖွင့်မယ်ဖွင့်ပြီးတော့အပေါ်ကိုပင့်တင်နိုင်မယ်မီးလေးကိုနောက်ကိုရသလောက်လည်ကြည့်လည်နေ10စက္ကန့်15စက္ကန့်လောက်နေကြည့်မယ်ဖြည်းဖြည်းပြန်ချလိုက်လက်ဖွားလေးရှင်းမမောင်းလိုက်မယ်လက်ဖွားလေးထပ်လိုက်မီးစီလေးကိုလက်ဖမိုးကိုတင်လိုက်မယ်နောက်ကချောင်းလေးချဲမယ်ခြေချောင်းလေးပြင်ထုတ်တာမယ်ဒီတိုင်းလေးခဏလေးနားလိုက်မယ်โอเคဒီယောဂလက်ကျင့်ခန်းလေးကိုတစ်ပတ်ကို3ရက်ဖြစ်ဖြစ်ပုံမှန်လုပ်ပြီးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်သွေးလက်ပုံမှုတွေကောင်းလာမယ်ဒီလက်မောင်းနဲ့နောက်ကျောတွဲမှာရှိတဲ့ခြေကျလာမယ်ပြီးတော့ဒီခန္ဓာကိုယ်တောအိမ်မှာရှိတဲ့ကြွက်သားတွေတန်မာကျစ်လည်လာပြီးတော့အချိုးကျလှပလာမှာဖြစ်ပါတယ်အားလုံးဆွေးနွေးမှတင်ပါတယ်ကျေးဇူးတင်ပါတယ်